မှတ်တရအရှိဆုံးကတော့ကျွန်တော်ရဲ့ပထမဆုံး TCD ကို Harmony လိုက်ပေးတဲ့အဆိုတော်မခင်မြတ်မွန်နဲ့သူ့သားလေး Raymond တို့ပဲဖြစ်ပါတယ်အလွန်နှမျိုးကြေကွဲစရာကောင်းတဲ့နိုင်ငံကျော် Rocker ကြီး Raymond ရဲ့ငယ်ဘဝပုံရိပ်ကိုကျွန်တော်ဖြင့်ဂုတ္တိမျက်စိတွေကမထွက်ဘူးဗျာဂီတာကိုအပေါင်လဲခံတယ်ဒါပေမဲ့ကြာလာလို့မရွေးရင်တော့ကျွန်တော်ကရောင်းစားပလိုက်တယ်အားလုံးပဲမင်္ဂလာပါသူတက်စော Sharing and Entertaining Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မျှဝေခြင်းနဲ့ဖျော်ဖြေခြင်း Channel ဖြစ်တဲ့အတွက်ဘဝအတွေ့အကြုံတွေကိုရည်စရာမောစရာတွေနဲ့မျှဝေမှာဖြစ်တယ်လို့ကာဘာဆောင်းတွေပြန်ဆိုမဲ့ကြပြားတွေရွတ်ပြမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးဖို့လည်းတောင်းဆိုလိုပါတယ်ကျွန်တော်ရည်စားအောင်တွေကခမည်းတော်ထင်တယ်လို့အညာကအေးဘုံတို့မြင့်ညက်တို့ဘွက်ထော်တို့မဟုတ်ဘူးဗျကျွန်တော်မှာရီးစား2ယောက်ရှိတယ်အဲ့ဒီ2ယောက်ကမတ်စာပေနဲ့မတ်ဂီတတို့ပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်နဲ့မတ်စာပေနဲ့ပြန်လဲစုံစည်းနေပြီဗျဘာဖြစ်လို့လဲဆိုတော့ postcard တွေရေးရင် script ကကျွန်တော်ကိုယ်တိုင်ရေးတာဗျအဲ့ဒီတော့ကျွန်တော်ကစာပေနဲ့ပြန်လဲထိတည်တာပေါ့ဗျာအခုထပ်ပြီးတော့မိတ်ဆက်ပေးချင်တာကတော့မတ်ဂီတပဲဖြစ်ပါတယ်သူများတွေဂီတာတီးတာမြင်တာနဲ့အလွန်ကိုတီးကျင်နေခုလက်ထဲဂီတာရောက်လာတော့ဂီတာကို10ပြားစီနဲ့တီးအဲ့ဒီတုန်းကတော့ Patron ကိုမမြင်ဘူးလေဗျာ Patron ဆိုတာဂီတာလက်ခတ်ကိုခေါ်တာဗျကျွန်တော်ငယ်ငယ်တုန်းကဂီတာစတီးတဲ့အဖြစ်ကိုပြောပြကျွန်တော်အမေကမင်းဂီတာတီးနေတာတဲ့သူ့ပြားကိုဝချမ်းများနဲ့ရိုက်နေတဲ့အတန်ပဲထွက်တယ်တဲ့စပြီးတော့အတီးသင်္ကာစားတုန်းကလေဂီတာကော့ဆို2မျိုးပဲကန်ရတယ် D နဲ့ A7 D နဲ့ A7 ကော့နှစ်ခုတည်းပါတယ်ဖူးစာစုံလို့ရဲ့တခြင်းကိုအကြာကြီးလေ့ကျင့်ခဲ့ရတာဖူးစာစုံလို့ရဲ့တခြင်းကိုပိုင်ပိုင်နိုင်နိုင်တီးတတ်ပြီးတော့မှစိုးပိုင်ရဲ့ခရောင်းလန်းတခြင်းကိုစတီးတာပါကြာလာတော့ဂီတာတီးတတ်လာပြီးတော့ပရိသတ်အခိုင်မှာ6ရောက်လို့ရလာညနေဆိုရင်တငယ်ချင်းတွေထိုင်ပြီးတော့ဂီတာတီးလိုက်ကြတာမိုးလင်းတဲ့ထီပဲမှတ်ရညနေဆောင်ကနေစပြီးဂီတာတီးတာတညလုံးတီးနေတာတကောင်ကျော်လောက်ကြတော့လူတစုကအထုပ်တွေအမိုးတွေနဲ့လမ်းလျှောက်လာတာတွေ့လိုက်ရအဲ့ဒီချိန်မှာဂီတာတီးတာကိုရပ်ပြီးကျွန်တော်တို့တငယ်ချင်းတွေလိုက်ကြည့်တော့တခိုးတွေမဟုတ်ဘဲနဲ့မနေ့9နာရီတို့အကြော်ကြော်မဲ့အကြော်သေးတွေဖြစ်နေတယ်ဗျရက်ွက်ထဲမှာဂီတာတွေပြင်ညင်နေဆိုရင်လည်းကျွန်တော်ပြင်ပေးတယ်ဂီတာရောင်းမဲ့သူရှင်ကျွန်တော်ဝယ်ပြီးတော့ပြင်ပြီးတော့ပြန်ရောင်းတယ်အဲ့ဒီခေတ်ကဂီတာတစ်လက်ကို20နဲ့ဝယ်ပြင်ပြီးတော့ကျွန်တော်30နဲ့ပြန်ရောင်းတယ်ဂီတာကိုအပေါင်လဲခံတယ်ဒါပေမဲ့ကြာလာလို့မရွေးရင်တော့ကျွန်တော်ကရောင်းစားပလိုက်ဂီတာတီးသချင်းဆိုကောင်းလာတော့ရီးစားအိမ်သားလည်းညဘက်ဆိုရင်ဂီတာသွားတီးတတ်လာပြီဗျ10တန်းအောင်ပြီးကြောင်းတက်တော့ pressure welcome တိုင်းမှာသချင်းဆိုဖြစ်တယ်ကျွန်တော်သချင်းမဆိုဖြစ်ရင်အဲ့ဒါ pressure welcome မဟုတ်တော့ဘူးကြောင်းပြီးလို့ရန်ကုန်ရောက်တော့လေပိုးကမသေးဘူးဗျ contractor လုပ်ရင်းနဲ့ MRTV က presenter ဒေါခင်စန်းမြင့်အိမ်ကိုစောင့်ရင်းနဲ့ဂီတာမှုကိုတက်နဲ့တွားပြီးစုံဖြစ်တယ်ဗျဂီတာမှုကိုတက်ဆိုတာကအဆိုတော်ဖြူတီရဲ့သချင်းတွေကိုပင်နိုင်တိခတ်ပေးတဲ့ဂီတာမှုတစ်ယောက်ပဲဖြစ်ပါတယ်သူနဲ့တငယ်ချင်းဖြစ်လာတော့လေစီရီထုတ်ဖြစ်တာပေါ့ဗျာစီရီနာမည်ကပြူစားတတ်သူတဲ့မာစတာတေးတန်တွင်းကနေတပြည်လုံးကိုဖြန့်ချီတာအဲ့ဒီမှာအဆိုတော်နာမည်ကတော့တုံတရလို့အမည်ပေးထားပြီးလို့တေးတွေကတော့ကိုတက်ညီညီတွင်ဇော်အောင်ဓာတုနောင်နောင်ဆန်ဖလာဝါနဲ့မြကြီးအောင်တို့ဖြစ်ပါတယ်စီရီရဲ့တိုက်တဲ့ဆောင်းကတော့ညီညီတွင်ရေးပေးတဲ့ပြူစားတတ်သူပဲဖြစ်ပါတယ်ညီညီတွင်ကရန်ကင်းမှနေပါတယ်နောင်နောင်ဆန်ဖလာဝါဆိုတာကလည်းနာမည်ကြီးတေးရေးဆရာတယောက်ပါပဲကိုချိုသချင်းတွေကိုပင်တန်ရေးပေးတဲ့ဇော်အောင်ဓာတုကတော့38လမ်းမှာနေပါတယ်တေးမြကြီးအောင်ကတော့ TV အနောင်စာဒေါခင်စန်းမြင့်ရဲ့မောင်အရင်ဖြစ်ပါတယ်အမှတ်တရအရှိဆုံးကတော့ကျွန်တော်ရဲ့ပထမဆုံး TCD ကို Harmony လိုက်ပေးတဲ့အဆိုတော်မခင်မြတ်မွန်နဲ့သူ့သားလေး Raymond တို့ပဲဖြစ်ပါတယ်အဲ့ဒီတုန်းက Harmony လိုက်ပေးတဲ့ Raymond ကတစ်ချိန်ချိန်မှာနိုင်ငံကျော် Rocker ကြီးဖြစ်လာမယ်လို့ကျွန်တော်လုံးဝတွေးမထားမိခဲ့ပါဘူးအလွန်နှမျိုးကြေကွဲစရာကောင်းတဲ့နိုင်ငံကျော် Rocker ကြီး Raymond ရဲ့ငယ်ဘဝပုံရိပ်ကိုကျွန်တော်ဖြင့်ဂုတ္တိမျက်စိတွေကမထွက်ဘူးဗျာ Raymond ကောင်းရာဘုံဘဝသို့ရောက်ပါစေလို့လည်းကျွန်တော်ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်1998ခုနှစ်ကထွက်တဲ့ပထမဆုံး CD ကအောင်မြင်ပါတယ်ဒုတိယမြောက် CD က9နှစ်လောက်ကြာသွားတဲ့အခါပေးသက်နဲ့အလံဝေးသွားပါတယ်ပထမ CD နဲ့ဒုတိယ CD 9နှစ်လောက်ကြာသွားတာရဲ့စောက်လို့ရေးလုပ်ငန်းတွေ crisis ဖြစ်နေတာနဲ့နုပညာဘက်ကိုခြေဦးမလဲနိုင်တော့ပါဘူးပထမဆုံး TCD တွေကလူကြိုက်အများဆုံးတချင်းလေးဖို့ရှိပါတယ်တိုက်တဲ့ဆောင်းဖြစ်တဲ့တေးရေးဆရာညီညီတွင်ရဲ့ပြူစားတတ်သူဇော်အောင်ဓာတုရဲ့နှခါနောက်ထပ်နဲ့လွမ်းခဲ့တဲ့လမ်းမြကြီးအောင်ရေးတဲ့အဖို့ဆိုတဲ့တချင်းလေးဖို့ကအဲ့ဒီတုန်းကပေးသက်အကြိုက်ဆုံးတချင်းလေးဖို့ဖြစ်ပါတယ်ကျွန်တော်ရည်စားအောင်ကိုခမည်းတော်နဲ့မိတ်ဆက်ပေးတဲ့အနေနဲ့ဖွင့်ပြခြင်းပါတယ်ပထမအဆုံးတေးရေးဆရာဇော်အောင်ဓာတုရဲ့နှခါနောက်ထပ်တချင်းကိုကျွန်တော်နဲ့အတူနားဆင်ကြည့်ကြအောင်လားဗျာလိုချင်တဲ့မင်းပေးတဲ့တာယာတလေးတွေဓမ္မမဟုတ်မင်းပေးတဲ့တန်ရာတန်ချက်တွေကိုင်ဆိုင်တဲ့နှလုံးသားနဲ့ဖြည့်ယူထားပါရစေချီနှောင်တဲ့ကြိုးတစားတော့နိုင်အောင်စေမဖြစ်ဘူးလေအချီရဲ့တည်တံ့ခြင်း
ကွယ်စိတ်သုံးသွားတဲ့မှာအလူလဲပေါ်လေတန်ရာတွေနဲ့ယူရှင်တွေကတဲတော်တစားစီချွေသွားပြီနှကနောက်ထပ်အသက်မရှင်နိုင်တော့ဘူး ဒုတိယတပုတ်အနေနဲ့တေးရေးဆရာညီညီတင်ရဲ့ပြူစားရသူတခြင်းကိုဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ် ဝေဒနာမီလောင်နေပြီမေအချင်းနိုင်ဆန်းရဲ့ရင်ကိုအေးမြဖို့မစွမ်းတော့ဘူးချစ်ကြပြလေးတွေမချိုးပဲခါတဲ့ပြီမေပြေလဲဖို့တောင်းလျှောက်တန်ကိုလဲမနာခံပဲညင်ဆန်ခဲ့ပဲအနိုင်ယူခြင်းယူပါမေနာချင်မှုရဲ့အစွန်းတစ်ဖက်မှနေ တတိယဖွင့်ပြမှာတော့တေးရေးဆရာမြကြီးအောင်ရဲ့အဖော်ဆိုတဲ့တခြင်းဖြစ်ပါတယ်အဖော်ဆိုတာကတော့ဂီတာလေးတစ်လက်အကြောင်းကိုတီးဖွဲ့ထားတာဖြစ်ပါတယ် လွမ်းစလို့တတိယရင်အခြေအားဆုံးကိုစားဖြည့်သိမ့်မို့ချီမိတယ်အော်မေတယောက်ပဲရှိတော့ပါလားယဉ်ဒီမှုများခံစားရရင်မင်းနဲ့ပဲများယူမယ်ဘဝဟောင်းလည်းမမေ့တတ်အောင်မင်းတတိပေးပါကွယ်ခေတ္တလေးရဲ့ချစ်ဆုံးမရှိတော့တဲ့နောက်မှာအခင်ဆုံးမင်းနဲ့ပဲအတူနေပါမယ်ဘဝဆုံးကြည့်အောင်ပဲချစ်ဆုံးလို့ပဲအခင်ဆုံးချစ်နေမယ်ကြကြလေးရဲ့အမြဲတမ်းပေါ်ပါကွယ် နောက်ဆုံးဖွင့်ပြခြင်းတာကတော့တေးရေးဆရာဇော်အောင်ဓာတုရဲ့လွမ်းခဲ့တဲ့လမ်းဆိုတဲ့တခြင်းပဲဖြစ်ပါတယ် အင်းများတဲ့ချစ်တို့နဲ့ပြည့်နေတဲ့လမ်းချင်းဝင်ညာဘူမီကိုရှိုးခဲ့တဲ့လမ်းအနမ်းများနဲ့ဆွေမဲ့ပွဲစကားများနဲ့လမ်းကြွေရှာပြီးဒီလမ်းပေါ်အကျဉ်းနာတွေနေခါလို့ဆွေအောင်တွေတစ်ချိန်ခါသာတွင်အခုများတော့အမောင်ကွယ်တဲ့လမ်းလေးဝေရေမွေနောက်ကတနေရာစီတွင်ရဲ့လမ်း ကျွန်တော်ရဲ့ငယ်ကြီးစားမတ်ဂီတာနဲ့ခင်ဗျားတို့ကိုမိတ်ဆက်ပေးပြီးတဲ့နောက်ဒီ podcast ကအနှစ်ချုပ်ကိုပြောချင်တာကတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာအမှုပညာပိုးတွေအများကြီးရှင်သန်နေပါတယ်အဲ့ဒီတော့မအောင်မြင်တဲ့အကြောင်းရင်းကတော့အမှုပညာအလုပ်ကိုဒီဇိုင်းမှတ်မလုပ်ခဲ့တာရယ်စီးရီးထုတ်ပြီးရှိုးပွဲတွေလိုက်မဆိုတာရယ်နောက်စီးရီးထုတ်တဲ့အခါ consistency မဖြစ်ခဲ့တာပေါ့စီးပွားရေးတစ်ဖက်နဲ့ဘဝကိုပြည့်မြုပ်ပြီးမလုပ်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်ခင်ဗျားတို့အမှုပညာအလုပ်ကိုလုပ်မယ်ဆိုရင်တော့ဘဝတစ်ခုလုံးပေးပြီး YouTube မှာအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်ငယ်ရွယ်စဉ်ကမပေါင်းဖက်ခဲ့ရတဲ့မတ်စာပေတို့မတ်ဂီတာတို့နဲ့ကျွန်တော်အခုတော့ပြန်ပေါင်းဖို့လုပ်နေပါပြီဗျာကျွန်တော်ဖွင့်ပြခဲ့တဲ့သချင်းလေးပုဒ်ထဲကဘယ်သချင်းကြီးကြိုက်တယ်ဆိုတာကိုလည်း comment မှာရေးပေးသွားပါဦးနော်ပြီးတော့ရင်းနှီးတဲ့ကီးဘုတ်ဆရာတယောက်နဲ့တွဲပြီးတော့ကာဝါဆောင်တွေတင်ဆက်သွားမှာမို့လို့နားတော်တာဆင်လိုသူများအနေနဲ့ comment မှာ yes လို့ရေးပေးသွားပါဦးနော်ဘ ഹു တုတတွေရည်စရာတွေနားတော်တာဆင်စရာတွေကိုတစ်လက်စီတင်ဆက်သွားမှာမို့လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်ရေချောင်းတိုင်းတာရေးအင်ဂျင်နီယာဘဝအကြောင်းကိုပြောပြမယ်မြစ်တို့ဤမာယာကိုဆက်ဖြင့်တိုင်းတာခြင်းဆိုတဲ့ podcast ကိုစောင့်မျှော်အားပေးကြဖို့လည်းပြောကြားလိုပါတယ်ဘဝအတွေ့အကြုံတွေကိုပြောပြတဲ့ podcast တွေမှာ document တွေကြံကိုကြံကားတွေနဲ့အလေးပင်ကြီးပြောမှာမဟုတ်ပါဘူးရေရေမောမောပေါ့ပေါ့ပါပါနဲ့ပဲတင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တင်ဆက်မှုတွေကောင်းနေဆိုရင်တော့ခင်ဗျမိတ်ဆွေကို share လိုက်ပါကျွန်တော်တင်ဆက်မှုတွေမကောင်းသေးဘူးဆိုရင်တော့ကျွန်တော်ကိုအချိန်ပေးပြီးစောင့်ကြည့်ပေးပါကောင်းတဲ့ကောင်းအောင်အမြဲစူးစမ်းနေမယ်ကျွန်တော်သူ့ထက်ဇော်ပါ